မျိုးတွေပေါင်းတော့နဲ့ခင်းပါဗျာဒီနေ့က26ရက်17လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာယာရီဥဒုကလည်းရန်အေးလာပါပြီနော်ဦးစင်းလည်းကြောက်ပြန်ရောက်ပါပြီဗျာနော်အဲ့တော့မျိုးတွေကိုဗပြောချင်တာလဲဆိုလို့ရှိရင်တော့မပြောခင်မှာတော့နော်အညာထွေမြင့်နဲ့တော်ဘရောင်းထွေမြင့်ပေါ့နော်အားရပြီးမှယာရီစာမစားရတာလဲကြာပြီဗျထွေမြင့်ကိုစီးနဲ့စားလေးနဲ့ထွေမြင့်ကိုဒီလိုကြာနာမလုပ်ဘဲနဲ့ကိုယ့်အခုခွာလာလဲရတာပို့တစ်မျိုးပေါ့နော်ဒါတော့ထွေမြင့်တူးတဲ့အခါမှာဆန်လေးတွေပေါ့နော်ဓာတ်နဲ့ခွဲပြီးမှကျွာမှာဆိုလို့ရှိရင်တော့လက်ခင်းနဲ့ထန်းတီးဆန်ပေါ့လက်ခင်းနဲ့လိုက်ရှာလို့ရှိရင်ဒါမှမဟုတ်တချို့ဦးဇင်းတို့ရွာဘက်တွေမှာဒီထန်းတီးတွေမှဲ့လို့ရှိရင်ကြာနာလောက်ပြီးမှထားတဲ့ဒီတဘိုးတွေပြားတို့တဘိုးတွေတပေါင်းဆိုဒူးကြကြီးဗျာနော်ဒူးကြကြီးကြောက်တော့ကတော့ဒါပေါ်တဲ့နေရာပေါ့ဗျာနော်ဦးဇင်းတို့စီကျတော့ဒါကြီးမပေါ်ဘူးဗျမပေါ်ဘဲနဲ့လဲပေါ်တယ်ပဲပြောအောင်ပေါ့ဗျာနော်အညာလာဆိုတော့ကောင်းတယ်ပြောပါတဲ့မတဲ့ရာရီသားတော့စားကိုပြရအောင်နော်အဲ့တော့မျိုးများကိုပြောချင်တာကတော့ဒါဦးစင်းကတော့စောင်းရင်းရာရီစားဆိုတော့ကြောက်ရောင်းဘက်ကိုတွားတာပေါ့ရနော်ကြောက်ရောင်းကနေညောင်ဦးကနေညောင်မြင်းကြလဲမြင်းကြမှာတညာကြီးပြီနထိုးကြီးပေါ့ဗျာတော့နထိုးကြီးအဲ့တော့ဦးစင်းပြောချင်တာကနထိုးကြီးဘက်ကိုဘာလို့တွားရလဲဆိုလို့ရှိရင်အဲ့မှာတက်မလို့သားတွေရဲတွေပြည်သူစစ်တွေတလမ်းလုံးမှာပြည်သူတွေရဲ့လုံခြုံရေးကိုပေးထားပါတယ်ဗျာနော်နထိုးကြီးမျိုးကိုပြန်လာမဲ့ပြည်သူတွေအတွက်ကိုကလုံးမထီစုမကြီးအကြမ်းဖက်ရဲ့အန်ဒီရဲ့ပေးတဲ့တံကိုမခံရလေအောင်အဲ့ဒါတလမ်းလုံးပေးထားတယ်ပေါ့ဗျာနော်တလမ်းလုံးပေးထားတယ်အဲ့ဗရက်ရွာတွေလည်းတော်တော်များများပါဗျာနော်ဦးစင်စဉ်းစားမိတယ်ဗျဒီပတ်ရစာတွေတက်မတော်သားတွေရဲတွေပြည်သူစစ်တွေအရင်လေးစားစရာကောင်းတယ်ဘာလို့လေးစားစရာကောင်းတာလဲဆိုရင်တချို့အနှွေးတယ်မရှိကြဘူးဥထုစောင်းတွင်းအေးကြတယ်မိဖို့လုံးပြီးမိဖို့တွေလုံးပြီးမှနေကြတယ်ဒါနဲ့အဲ့ဒီအိမ်တွေပေါ်မှာစောင်းနေရှိတယ်မယူကြဘူးသူတို့တွေမယူကြဘူးမချုံကြဘူးဘာကြောင့်လဲဆိုတော့တကယ်လို့မဲ့ခင်ဗျအဲ့ဒီနေရာမှာ PDF တာဖြစ်ကြည့်ဝင်ကျုံတို့တစ်ချိုကုန်တော့ခင်ဗျားတို့ကြားဦးမှာပေါ့နော်ပြည်သူစစ်ရွာတွေမိရှုခံလိုက်ရတယ်ဝင်ကျုံလည်းမိရှုခံတစ်ချိုကုန်လည်းမိရှုခံလိုက်ရတယ်အဝိတ္တထဲကိုတဲ့ခုနဲ့ပြေးရတယ်နော်ခုထိဦးစင်းတို့ကိုယ်အဲ့ဦးစင်းခဏဦးစင်းနေရလဲမှာပါတယ်ဝင်ကျုံတို့တစ်ချိုကုန်တော့ဦးစင်းမရဘူးဖုံအနှွေးတယ်လေးမရဘူးလားဗျာစောင်းမရဘူးလားဗျာဖုံတိုင်းမှုကြီးကိုပြောပြပါဦးဗျာတိုင်းမှုဟိုနမကတိုင်းမှုတွေကိုပြောပြပါဦးဗျာဒီပြောလို့ဖုံမဲ့အားကိုးစရာရှိကိုကလုံးမပေးနိုင်ဘ
ထမဆုံးတိုင်းမှုနဲ့တော့ရင်းနှီးတယ်ဒုတိယတိုင်းမှုကြတော့ဘယ်ကမတည်ဘူးပေါ့ဗျာနော်မတည်ဘူးပေါ့ဒုတိုက်မှုစီတော့စာလေးတော့ပို့ထားပါတယ်နှွေးရည်တွေပါလိုအပ်ထားလေးတကားကြီးနော်ဆောင်ရွက်ဖို့ကိုကဝယ်ပြီးအလူခမ်းပြီးမှဝယ်ဖို့မယ်ဆိုလဲဘယ်လိုပို့ရမလဲဆိုတော့ခက်ခဲရှိပြရောအဲ့တော့ဦးစင်းကကိုပေါက်နေကိုပတ်တတ်စာရွာတွေကိုတကယ်လူတိုင်းကျင်ပါတယ်ရောက်အောင်လဲပို့ပေးကျင်ပါတယ်ခက်ခဲတွေကြောင့်တော့လည်းရှိရပါတော့အဲ့တော့ဦးစင်းနောက်ပြောချင်တာအခုဆက်ပြီးပြောမယ်တကယ်လို့မြတ် PDF တည်တဲ့ဆိုရင်တော့မိချိုမှာတည်ကြတယ်ပြည်သူစစ်တွေရဲတွေတက်မလို့သားတွေဟာအမေရွာကြီးရွာလို့ဆိုပထက်ရွာတွေနော်ပထက်ရွာကြီးကြီးတွေလမ်းလုံးပထက်ရွာတွေဒါပဲနဲ့ခင်ဗျားတို့အိမ်တွေကြည်ပါပြည်သူစစ်တွေကတက်မလို့သားတွေရဲတွေကဝင်းတော့မနေလမ်းဘေးမှာတို့ကတူနော်မိဝညဆိုမိဝလုံးနဲ့အေးစစ်စစ်နေကြတယ်နော်ဒီလိုတွေရဲ့လုံခြုံကြနာစစ်ဆေးပေးတယ်ကြနာနဲ့ထိုးကြီးပြိုင်နေဒီလိုလုံခြုံရေးအပြည့်အဝပေးတယ်ရန်လေးစားစရာကောင်းပါတယ်နော်အဲ့တော့မနေ့ကညာခစ်တစ်ဝင်လိုက်ရွာတခါကြီးခစ်တစ်ဝင်လိုက်ရွာဆိုပြီးဦးစင်ထည့်ပြောလိုက်တယ်ခစ်တစ်ဝင်လိုက်ဆိုတာရွာကြီးရွာမှာလုံးပုံနှစ်ပုံလောက်ကတော့ဒါဗဒတ်တွေဗဒတ်ထောက်ခတ်ဗဒတ်အားပေးတပုံလောက်ကတော့ပြည်သူအေးစစ်စစ်နေခြင်းတဲ့သူတွေပါနော်ခစ်တစ်ဝင်လိုက်ဟာနာမည်လေးပါတော့နည်းနည်းကြောက်တော့ကြားတယ်ပဲနော်တခါကြီးကိုအဲ့လိုဦးစင်ဆန္ဒနဲ့ပြောတော့တခါကြီးရွာလို့လောလောဆယ်တခါကြီးရွာမှာလည်းတခါကြီးကနာမည်ကြီးတာကိုနာမည်ကြီးရဆိုတော့တခါကြီးကတချင်းဆိုတဲ့တူကိုဗျာနော်တခါကြီးတချင်းကောင်းလေးတော့ဟုတ်လားလူအများရွာတိကြအောင်ဦးစင်ကပြောလိုက်ချင်းဖြစ်ပါတယ်ဗျာနော်တခါကြီးကိုနည်းနာလို့စေတဲ့တခါကြီးကိုခေါ်ပါနော်ဒုက္ခရောက်စေဆန္ဒဦးစင်မှာလုံးဝမရှိပါဘူးတခါကြီးကလူတော်လူအေးတယောက်ဆိုတာလည်းဦးစင်တိပါတယ်တခါကြီးကခအေးနေမနေတချင်းလေးရေးဗိတ်တိတ်လေးမြောက်နေရဆိုတာဦးစင်တို့တိပါတယ်တခါကြီးကကြားနေသွားတာအေးစစ်စစ်မိသားစုလည်းငြိမ်းချမ်းဦးစင်တို့ကလည်းချိုးစိုးရတယ်အဲ့ဒါမျိုးနေအောင်နော်တခါကြီးကိုဦးစင်တို့ကထိခိုက်နေတာလွယ်ဆန္ဒမရှိပါဘူးနော်သူပြန်ပြီးမှဦးစင်းတို့အဲ့မှာနထိုးကြီးရောက်တယ်နထိုးကြီးရောက်တော့တလားလုံးမှာဦးစင်းတို့အိုးထုတ်တယ်အနှွေးတယ်ကြီးဝဲဝေပေးတယ်ပေါ့နော်ဦးစင်းပါသွားတာလေဥထုတ်ကလည်းအလုံး200တယ်အင်းကြီးကလည်းထဲ200တယ်ကျန်တဲ့ဖနက်တွေပေါ့နော်ဖနက်တွေဆိုတာကတော့ဦးစင်းတို့တောတိုးဖနက်တွေစောင်းတွေပစ္စည်းကတော့တော်တော်မှမတိုင်းနဲ့မလောက်ဘူးပဲနော်အဲ့တော့ဦးစင်းဒီရက်ထဲမှာပဲဦးစင်းကိုယ်တိုင်တော့မတွားပြလောက်ဘူးပေါ့နော်အနှွေးတယ်900 800လောက်1000လောက်တော့ဦးစင်းပြန်ပြီးမှဝယ်ပြီးမှအဲ့ဘက်ကိုပြန်ပြီးမှလှူဒန်းပေးမှဖြစ်ပါလိမ့်မယ်နော်အဲ့တော့ဦးစင်းကိုလှူဒန်းတဲ့သူတွေလည်းအနှွေးတယ်နော်အနှွေးတဲ့တစ်ထည်ကို3000လောက်4000လောက်ရှိအနေဆုံးနော်လူကျင်တဲ့ပါဆိုလို့ရှိရင်လည်းဦးစင်းကိုလှူလို့ရပါတယ်နော်ဦးစင်းရဲ့တကာရင်းတွေတကမာရင်းတွေမိတ်ဆွေရင်းတွေလူရင်းတွေကိုပြောချင်းဖြစ်ပါလိမ့်ဗျလူခန္ဓာမဟုတ်ပါဘူးနော်ဦးစင်းတကာရင်းတွေပြောချင်းဖြစ်တဲ့နော်တစ်ဖက်တစ်လက်ဘုံဘုံဘုရားလူကျင်ပါတယ်ဘုရားဘုံဘုံတမတော်ချင်းမြတ်တို့မှာထောက်ပတ်တို့ဒီလိုလုပ်ချင်းမှာပဲဦးစင်းလိုအပ်တဲ့အရာလေးတွေကိုလှူတာပို့ပြီးမှအကျိုးရှိပါတယ်ဗျနော်ပြည်သူစစ်တွေရောရဲတွေရောဒါတမတော်သားတွေရောအဲ့ဘက်မှာရှိပါတယ်ဗျနော်ဒါကြောင့်လှူကျင်တယ်ဆိုလို့ရှိရင်ဦးစင်းကိုလှူလို့ရပါတယ်ဦးစင်းရောက်အောင်ပို့ပေးမှဖြစ်ပါတယ်ဗျနော်ဦးစင်းကိုအခုလိုလူနန်တန်းနိုင်အောင်တွားနိုင်လာနိုင်အောင်ဆောင်ရွက်ပေးတဲ့သူတွေရောနော်ဦးစင်းကိုအလူတန်းနဲ့ပတ်တယ်လူတွေမရှိအောင်နောက်ကနေထောက်ပံ့ပေးတဲ့တမတော်ချင်းမြတ်တို့ရောနိုင်ငံအောင်ချင်းမြတ်တို့ရောအေးချမ်းနော်နိုင်ငံကြီးအေးချမ်းမှုငြိမ်းချမ်းမှုလိုလားတဲ့ပြည်သူများအားလုံးလည်းအထူးကျေးဇူးတင်ပါတယ်ဗျအားလုံးပါပါပဲဗျ